တရားကတဖြည်းဖြည်းကျုံဝင်လာတာကိုရပ်တန့်ဖို့အတွက်မမြင်ရတဲ့ထောက်ပေါက်တစ်ပေါက်ကိုဒါဗင်ချီဘယ်လိုရှာတွေ့ခဲ့ဒီဆယ်ဘေးစင်ချန်ကိုဘယ်သူမှမဖြတ်ဘူးတပောင်ရဲ့ကဝတ်ထက်ပိုလေးတဲ့ကွာမစိုးဝင်ရာနဲ့ထောင်ချောက်ကချက်ချင်းပွင့်သွားလာအဲ့ဒါကိုရပ်တန့်ဖို့တခုတည်းသောညီလန်းကစင်ချန်အစုံကခလုတ်ကိုနှိပ်ဖို့ပဲဒေတာခန်ဒီအချင်းချင်းစူးစမ်းခဲ့ပေမဲ့အမြဲတမ်းကြာရှုံးခဲ့တယ်ဒါဗင်ချီကစင်ချန်ကိုကြည့်လိုက်တာနဲ့ဖြည့်ရှင်နေချက်ချင်းပေါ်လာတယ်သူကဘောဘယ်နဲ့စကူထုတ်ပြီးပုံရမ်းဆွဲတယ်ပြီးတော့လက်ထဲမှာရှိတဲ့ပစ္စည်းတွေနဲ့ခဏလေးအတွင်းတွန်းလေးလေးသစီးဆောက်လိုက်တယ်စပရင်စနစ်ကိုဆွဲတင်လိုက်ရုံနဲ့အလေးကျင်ပေါ်ပါတဲ့ဒီတွန်းလေးလေးကသူ့ဘာသာသူတရွေ့ရွေ့သွားမယ်ဒါပေမဲ့တကယ့်ပညာကနောက်တစ်ဆင့်ပါဒါဗင်ချီကဂယူးတဆိုင်ထိန်းချုပ်လိုက်တော့တွန်းလေးလေးကဘာခက်ခဲမှမရှိပဲစင်ညံကိုဖျက်ကျော်သွားတယ်ဥမင်းအစုံမှာစောက်ထားတဲ့ကုန်းအမင်းလေးကြောင့်လဲတွန်းလေးကအရှိန်မလျော့ဘူးပန်ပိုးလက်တန်ကြပြီးတွန်းလေးကိုပိတ်လိုက်တာနဲ့ဒါဗင်ချီကတတိယချိုးကိုစောင့်ဆွဲလိုက်တယ်တွန်းလေးဘောကဝါလုံးကဖြည်းဖြည်းချင်းတက်လာတယ်ဒါနဲ့ပထမဂိတ်တစ်ခါပွင့်သွားတော့အဖွဲသားတွေစိတ်လှုပ်ရှားစွာနဲ့ရှေ့ကိုအပြေးတိုးတယ်ဒါပေမဲ့ဒုတိယအခက်ခဲမှာသူတို့မြင်လိုက်ရတာကသူတို့ကိုရပ်တန့်သွားစေတယ်သူတို့ရှေ့ကမြင်ကွင်းကကြောက်စရာကောင်းတယ်သူတို့နဲ့နောက်ခံကြားမှာကျင်းမြောင်းတဲ့ကြောက်တရားတစ်ခုပဲရှိတယ်အောက်မှာအဆုံးမရှိ6ကြီးကလည်းရှိနေတယ်ရှေ့ကကြောက်တရားမှာတောပေါက်တွေအစီရီနဲ့တောပေါက်မားတာနဲ့သူတို့ခြေထောက်အောက်ကတရားတစ်ပိုက်ကပြန်ကျုံသွားမယ်ဒါဗင်ချီကတောပေါက်မားရွေးလိုက်တာသိချတယ်သူပိုနီးနီးကတ်ကြည့်လိုက်တော့တောပေါက်တစ်ခုစီမှာကျဲတရာပုံစံတွေထွင်းထားတာကိုသတိထားမိတယ်တိုင်းရင်ထားတွေကနေကိုအမြဲကိုယ်ွယ်ခဲ့တာကိုလည်းသတိရသွားတယ်ဒါပေမဲ့တရားကရပ်မသွားပဲပိုပြီးမြန်မြန်ကြုံလာတယ်ဒီလိုရေးပေါ်အခြေအနေမှာဒါဗင်ချီကတောပေါက်တွေရဲ့အတန်းနိုင်မှာမူလနံပါတ်တွေဖြစ်နေတာကိုယုံတရက်သတိထားမိတယ်ဒါပေမဲ့စုစုပေါင်းက100မပြည့်ဘူးတကယ်တမ်းစုစုပေါင်းက100တိတ်ဖြစ်ရမယ်ဆိုလိုတာကတခါမှပုံနေတဲ့မမြင်ကြတဲ့တောပေါက်တစ်ပေါက်ရှိရမယ်ဒါပေမဲ့ဘယ်မှာလဲဒီအချက်ကိုဒါဗင်ချီယုံတရက်သဘောပေါက်သွားတယ်သူ့လုတ်ဖော်ခွင့်ဘက်ကိုခြေထောက်လေးခိုင်ခိုင်ဆွဲထားဖို့ချက်ချင်းပြောလိုက်တယ်ပြီးတော့တရားရဲ့အောက်ဘက်ကိုခုံဆင်းလိုက်တယ်တကယ်ပဲနောက်ဆုံးတောပေါက်ကအဲ့လီမှာပုံနေခဲ့တယ်ဒီလိုအန်ဒရေများတဲ့အခြေအနေမှာဒါဗင်ချီရဲ့ရဲရင့်တဲ့ဆုံးဖြတ်ချက်ကိုဘလို့ထင်လဲတခြားနီလန်ရှိနိုင်ဦးမလား